ကဲဒီနေ့ညမှာတော့စာလုံးရင်းနဲ့ဘိုက်ကသားစာလာနဲ့ပဲကိုရီးယားခောက်ဆွဲပြုတ်ဖို့ရန်ကြံရသွားပါတယ်ကဲခောက်ဆွဲပြုတ်ဝယ်ဆိုတော့အရင်ဆုံးသူ့ရဲ့ဖင်ကနေစဖောက်ရပါမယ်သူတည်းအရေးကြီးဆုံးကတော့ရေနွေးပါခင်ဗျာရေနွေးယူပြီးရင်တော့ကဲအဲ့ခောက်ဆွဲပြုတ်ကိုရေနွေးတဲ့ထည့်ပါမယ်ပြီးတဲ့အခါမှာတော့သူ့ရဲ့လိုအပ်တဲ့တစားပလာတွေလည်းအကုန်လုံးရောထည့်ပါမယ်ပြီးတဲ့အခါမှာတော့9မိနစ်လောက်အုပ်ပြီးဆိုရင်တော့အမတာမနူးညံ့တဲ့ခောက်ဆွဲလေးကိုရရှိသွားမှာဖြစ်ပါတယ်အခုချိန်မှာတော့ပိုက်စားစားနေမယ်ခောက်ဆွဲပြုတ်စားရမယ့်ချိန်ရောက်ရှိလို့လာပါပြီကဲစားကြပါအောင်ကြည့်ရှုသူတွေခုချိန်မှာတော့ဇာရင်နဲ့ပိုက်လေးပြည်သွားပါပြီကြည့်ရှုသူရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲ good night ပါခင်ဗျာ